အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒေါက်တာထုကိုပါခင်ဗျဒီကနေ့ကျွန်တော်ကနေပြီးတော့လိမ်မတစ်ဆက်ကူးဆက်တဲ့ယောဂတွေထဲကလူတော်တော်များများလဲသိထားပြီးသားဖြစ်တဲ့ HIV virus ပိုးကိုကာကွယ်နိုင်မဲ့ PrEP ဆိုတဲ့အစီအကြောင်းပြောပြပေးသွားမှာပဲဖြစ်ပါတယ် PrEP ဆိုတာ pre-exposure prophylaxis လို့အဓိပ္ပာယ်ရပြီးတော့ HIV ရောဂါပိုးမရှိတဲ့သူတွေအတွက်ကူးစက်နိုင်တဲ့အပြုအမူမတိုင်ခင်မှာကြိုတင်ကာကွယ်တဲ့အနေနဲ့တောက်သုံးရတဲ့အစီဖြစ်ပါတယ်မြန်မာနိုင်ငံမှာ PrEP ကိုနေ့စဉ်ပုံမှန်တောက်သုံးရမယ့်အစီအဖြစ်ခွင့်ပြုထားပါတယ် PrEP ကိုစတင်တောက်သုံးတော့မယ်ဆိုရင်ကျန်းမာရေးဝန်ထမ်းများနဲ့သေချာလေးတိုင်ပင်ဆွေးနွေးက HIV ပိုးရှိမရှိဆိုတာရယ်တခြားစစ်ဆေးစရာရှိတာတွေရဲ့ကိုပထမဆုံးစစ်ဆေးပြီးတော့ညွှန်ကြားချက်တိုင်းနေ့စဉ်မပြတ်မကွက်တောက်သုံးရမှာဖြစ်ပါတယ်ဒါနဲ့ဒီနေရာမှာပြောပြရအောင်မယ် PrEP ဆိုတာနေ့စဉ်ပုံမှန်မပြတ်မကွက်တောက်သုံးရမယ့်စိတ်ဖြစ်တာမို့အချိန်လေးတစ်ခုတတ်တတ်မတ်မတ်ထားပြီးတော့တောက်သုံးစေချင်ပါတယ်ဒါမှပဲနေ့စဉ်လုပ်ရမယ့်လုပ်ငန်းဆောင်တာတစ်ခုလိုဖြစ်လာပြီးတော့မမေ့တော့မှာပေါ့နော်ပြီးတော့ PrEP ကဘေးထက်ဆိုးကြမရှိသလောက်နေတာမို့ယုံကြည်စိတ်ချစွာတောက်သုံးနိုင်ပါတယ်ခင်ဗျ PrEP ဆေးကိုကျန်းမာရေးဝန်ထမ်းများကညွှန်ကြားထားတဲ့အတိုင်းနေ့စဉ်ပုံမှန်မပြတ်မကွက်တောက်သုံးထားပြီးတော့ခန္ဓာကိုယ်ထဲလိုအပ်တဲ့ဆေးပမာဏရောက်ရှိနေပါက HIV ပိုးကူးစက်ခံရခြင်းအနေပြီးတော့90%ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်HIV ရောဂါပိုးကိုထိထိရောက်ရောက်ကာကွယ်ပေးနိုင်ဖို့အတွက်ကတော့နေ့စဉ်မပြတ်မကွက်ဆေး9ရက်တောက်သုံးထားပြီးသားဖြစ်ရမှာပါဒါမှသာ HIV ပိုးကူးစက်ခံရမယ့်အခြေအနေနဲ့ကြုံလာပါကထိရောက်စွာကာကွယ်ပေးနိုင်မှာဖြစ်ပါတယ် PrEP တောက်နေရင်ကွန်ဒိုမသုံးလို့ရလားဆိုပြီးတော့တော်တော်များများကမေးတတ်ကြပါတယ်အဲ့ဒါရဲ့အဖြေကတော့ PrEP က HIV ရောဂါပိုးကိုပဲကာကွယ်ပေးနိုင်ပြီးတော့တခြားလိမ်မတစ်ဆက်ကူးစက်တတ်တဲ့ရောဂါပိုးတွေကိုကာကွယ်ပေးနိုင်စွမ်းမရှိအောင်မို့ကွန်ဒိုမ်ကိုဆက်လက်သုံးစွဲနေမှာပုံမှုစိတ်ချရမှာဖြစ်ပါတယ် PrEP လို့ပြောလိုက်ရင်လူတော်တော်များများကတခြားဆေးတွေနဲ့တွဲတောက်လို့ရလားလို့မေးတတ်ကြပါတယ်အဖြေကတော့ PrEP ကတခြားဆေးတွေနဲ့တွဲတောက်လို့ရပါတယ်အထူးသဖြင့်ဟော်မုန်းဆေးတွေနဲ့ဓာတ်ပြမှုသိမရှိတာမို့တွဲတောက်လို့ရပါတယ်ဒါပေမဲ့ PrEP ကိုစမတောက်ခင်တော့သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းကိုဘာဆေးတွေတောက်နေလဲဆိုတာတော့ပြောပြပေးဖို့လိုအပ်ပါတယ် PrEP ဆေးကိုတောက်နေရင်နဲ့ရက်ချင်နေဆိုရင်တော့ဆေးမရက်ခင်သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းနဲ့ဆွေးနွေးတိုင်ပင်ပြီးတော့ညွှန်ကြားချက်တိုင်းလိုက်နာပေးဖို့လိုအပ်ပါတယ်နောက်ဆုံး HIV ပိုးကူးစက်နိုင်တဲ့အခြေအနေပေါ်မူတည်ပြီးတော့နေ့ရက်ကနေ9ရက်ထိဆက်တောက်ပေးဖို့လိုအပ်ပါတယ်ကျွန်တော်ရှင်းပြတာလဲစုံတော့ဖြစ်နေပြီဆိုတော့ PrEP ဆေးကိုစတင်တောက်တော့မယ်ဆိုရင် online ကနေပြီးတော့ပထမဆုံးရချင်းယူလို့ရပါတယ်အဲ့ဒီကနေမှတစ်ဆက်နီးစပ်ရာဆေးပေးခန်းမှာကျန်းမာရေးဝန်ထမ်းများနဲ့သေချာလေးတိုင်ပင်ဆွေးနွေးပြီးတော့ PrEP ဆေးကိုအခမဲ့ရယူနိုင်ပါတယ်ပြီးတော့ PrEP အကြောင်းကိုပို့ပြီးတော့စုံစုံလင်းလင်းသိရှိနိုင်ဖို့အတွက် Prevent with PrEP ဆိုတဲ့ page ကို like and follow လေးလုပ်ထားပြီးတော့ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါတယ်ဒါဆိုရင် HIV ရောဂါပိုးကိုကြိုတင်ကာကွယ်နိုင်ဖို့အတွက် PrEP ဆေးကိုပုံမှန်တောက်သုံးကြဖို့မမေ့နဲ့နော်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ